ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ပြောစရာတစ်ခုရှိလို့အဲ့ဒါပါလဲဆိုရင်ငွေလင်းတွေအကြောင်းပေါ့ငွေလင်းတွေကဘယ်လိုလူတွေကိုပြောင်းစားနေဘယ်လိုလင်းတယ်လဲဆိုတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်လည်းအချိန်ဖာများစွာလာလင်းကြတယ်ဒါပေမဲ့ကျွန်တော်ကမတိတလို့နဲ့တို့အလင်းခံရတော့မလို့တို့ပြန်နောက်ဆက်တယ်ပေါ့ဘာလို့လဲဆိုတော့လူတိုက်ကိုလိန်လို့မရဘူးဆိုတာအသက်သေးပြရအောင်ကျွန်တော်လည်းဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ကိုလာဆက်သွေးကြတာတချို့ကမင်းသမီးပုံတွေတင်တယ်တချို့ကနိုင်ငံခြားမှာရှိတဲ့နာမည်ကြီးဆယ်လီတွေရဲ့ Instagram တွေဒါမှမဟုတ် TikTok တွေဒါမှမဟုတ် Facebook တွေအဲ့ဒါတွေကိုအတူလုပ်ပြီးတော့လာလိန်ကြတာတွေရှိတယ်အစားတော့အင်္ဂလိပ်လိုတွေပြောတယ်ပြီးတော့အင်္ဂလိပ်လိုမတတ်ဘူးဆိုရင်မြန်မာအလိုလည်းသူတို့ translation တွေလုပ်ပြီးတော့ပတ်နိုင်တယ်လို့ပို့တယ်ပြီးတော့တရုတ်လိုလည်းပို့ကြတဲ့စာတွေအဲ့လိုဘာသာစကားမျိုးစုံနဲ့သူတို့လာပို့ကြတာတွေရှိတယ်ပြီးတော့သူတို့ကTelegram တွေ WhatsApp တွေကိုခေါ်သွားလေးရှိတယ်အဲ့မှာသူတို့ဖုန်းနံပါတ်တွေပေးပြီးတော့အဲ့မှာအစားတော့သူတို့ကဘယ်လိုပြောမလဲချစ်တယ်လို့ဘာလို့နဲ့သူတို့အထီးကျန်ပါတယ်ဆိုပြီးတော့အဲ့ဒီ main ကလေးတွေဟန်ဆောင်ပြီးတော့တချို့ကတော့ main ကလေးတွေမှန်ပါတယ်တချို့ကတော့ယောက်ျားလေးတွေပါဒါပေမဲ့ main ကလေးတွေဟန်ဆောင်တယ်ပြီးတော့ AI တွေအသုံးပြုပြီးတော့သူတို့ကပုံတွေဗီဒီယိုတွေဖန်တီးတယ်ပြီးတော့အဲ့ဒါတွေပို့လာတယ်အတန်ဒီပါသူတို့က AI ဒီအသုံးပြုပြီးတော့အတန်ဒီပါပြောင်းပြီးတော့ကျွန်တော်တို့ကိုစာတွေပို့လာတယ်အတန်ဒီပို့လာတယ်အဲ့ဒါတတိမထားမိရင်သူတို့ကိုချစ်စရာကောင်းတယ်လို့ပါလို့နဲ့တကယ်တော့မဟုတ်ဘူးသူတို့ကလိမ့်နေတာသူတို့က single ပါဒါမှမဟုတ်အသက်ဘယ်လောက်ရှိပြီလဲပါညာအဲ့ဒါဒီမေးပြီးတော့ relationship တွေမေးပြီးတော့သူတို့ကလည်း single ဆိုပြီးတော့ဒါမှမဟုတ် single mother အဲ့လိုပြောပြီးတော့သူများတနာဆရာကောင်းအောင်သူတို့ပြောကြတယ်ပြီးတော့သူတို့ကတစ်ရက်နှစ်ရက်သုံးရက်အဲ့လိုစကားပြောတဲ့အချိန်မှာရင်းနှီးပြီးဆိုမှသူတို့က bank account ဒီကိုကြီးပါအောင်ဆိုပြီးတော့အချက်လက်တွေတောင်းလာတယ်ဒီမှာချထားပြီးမှသူတို့နဲ့စကားပြောတဲ့ဟာတွေဒီမှာသူတို့ကဘယ်လို link လဲဆိုတာစာပုတ်ထားတဲ့ဟာတွေလည်းချပေးမယ်တချို့လူတွေဆိုရင်ဘယ်လို link တယ်လဲဆိုရင်အခုစစ်မီပင်ထဲရောက်နေတယ်လို့ဘယ်လိုပြောကြတယ်ဆီးရီးယားနိုင်ငံမှာရောက်နေတယ်အဲဒီမှာရေစရေးလေးလုပ်နေတယ်အဲဒီမှာဆွေဒီငွေဒီအများကြီးကိုကျွန်တော်တို့ operation တစ်ခုဆင်နွှဲလိုက်တယ်စစ်စင်ရေးဆင်နွှဲတဲ့အချိန်မှာအကြံဖတ်သမားတွေရှိရနေအဆန်ဒီဆွေဒီငွေဒီအိမ်မှာအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့တင်ထားလိုက်မိတယ်အဲ့ဒါကိုရယူဖို့အတွက်တခြားနိုင်ငံဘဏ်အကောင့်ဒီတခြားနိုင်ငံအဆက်အသွယ်တွေလိုတယ်အဲ့ဒီအဆက်အသွယ်တွေကနေဥပမာကိုမှာဘဏ်အကောင့်ဒီပါရီရှိတယ်ဆိုရင်ဒီပတ်စံဒီအဲ့ဒီဆွေဒီငွေဒီကိုစီမှာလွှဲလိုက်မယ်ဆိုပြီးတော့သူတို့တောင်းလာတယ်အဲ့တော့အဖြစ်ဖြစ်နဲ့စကားပြောမယ်ဆိုရင်တို့ကပတ်စံဒီကိုဒီဘက်ကိုပို့လာမယ် information အချက်လက်တွေပို့ပေးပါအဲ့ဒါဆိုရင် bank account တွေပါပို့ပေးပြီဆိုရင်ကျွန်တော်တို့ကပတ်စံအဲ့မှာလွှဲခဲ့မယ်ဆိုပြီးတော့ကို link ချပေးလာတယ်အဲ့ဒီ link တွေတွားနေမိရင်တော့တွားပြီဒီမှာအချက်လက်တွေဖြည့်ပြီးဆိုရင်ကျွန်တော်တို့ကဒီကနေပဲပြန်ဆက်တွေ့ပြီးတော့ဒီ bank account ကနေပတ်စံအများကြီးလွှဲလာခဲ့မယ်ပြီးတော့ကျွန်တော်တို့စစ်စင်ရေးပြီးရင်ကျွန်တော်တို့ကိုယ်နိုင်ငံကိုဥပမာ US တို့ UK တို့မပြန်တော့ဘဲနဲ့ခင်ဗျားတို့နိုင်ငံဥပမာစင်ကာပူမလေးရှားမြန်မာဆိုရင်လည်းမြန်မာပေါ့အဲ့ဒီနိုင်ငံတွေကျွန်တော်တို့မရရအောင်လာခဲ့မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကစီးပွားရေးလုပ်မယ်အဲ့ဒီပတ်စံတွေကိုသုံးမယ်ဆိုပြီးတော့ကျွန်တော်တို့လိန်တာတွေရှိတယ်တကယ်တော့အဲ့ဒါတွေလည်းလိန်ကြီးတစ်မျိုးပါပဲတကယ်တော့အဲ့ဒါတွေကနည်းနည်းမပါနိုင်ဘူးဆိုရင်ကိုကလည်းပါသွားတော့မလို့အဲ့လိုယုံစားမိတဲ့လူတွေလည်းရှိမယ်ထင်ပါတယ်ကျွန်တော်အများတော့သူတို့ကအကယ်ဂျင်းနိုင်အောင်လဲသူတို့ပြောနိုင်တယ်ဆိုတော့တချို့တွေဆိုရင်လည်းယုံနိုင်တော့ပါတယ်ကျွန်တော်အမျိုးတယောက်ကိုလည်းသူတို့ဘယ်လိုလိန်လဲဆိုရင်သူတို့ကအစ်မိုးထမ်းတယ်လို့ပြောတယ်အဲ့ဒီအစ်အလဲပိုင်းတို့ဆီးရီးယားတို့အာဖဂန်နစ္စတန်တို့မှာတာဝန်ထမ်းဆောင်တယ်ပြီးတော့အဲ့မှာငွေဒီအများကြီးသူတို့ရခဲ့တယ်စစ်စင်ရေးမှာအဲ့ဒါကိုသူတို့အစိုးရတွေပြန်မပေးတော့ဘဲနဲ့အဲ့ဒါတွေကိုယူပြီးတော့ထွက်ပြေးမယ်လို့ပြောတယ်ထွက်ပြေးမယ်လို့ပြောပြီးတော့အဲ့ဒီငွေတွေကိုပို့ဖို့ဘဏ်အကောင့်တွေပါတယ်လို့လည်းအဲ့ဒီဘဏ်အကောင့်တွေကိုယ့်ဘက်ကနေပေးပြီးတော့သူတို့ကအဲ့ဒီအနေလွှဲပေးမယ်လွှဲပြီးရင်သူတို့ကလည်းဒီဘက်ကိုပြန်လာတော့မယ်သူတို့မူလနိုင်ငံကိုမပြန်တော့ဘဲနဲ့ဒီဘက်ကိုလာမယ်အဲ့လိုလိန်ကြတာတွေရှိတယ်ဘယ်လိုပဲလိန်တယ်အလိန်ညာတော့အလိန်ညာပါပဲဒါဆိုရင်သူကပြောတယ်ဖုန်းခေါ်ချင်မယ်ဗီဒီယိုကောခေါ်ချင်မယ်လို့ပြောရင်လည်းဗီဒီယိုကောသူတို့အခေါ်ခံပါနဲ့သူတို့
မင်္ဂလေးတယောက်နဲ့အပြောခံတယ်ဗီဒီယိုကောခေါ်မယုံဘူးဆိုပြီးတော့ဗီဒီယိုကောခေါ်ခိုင်းလိုက်တော့သူတို့ကလည်းဗီဒီယိုကောအားတဲ့အချိန်မှာခေါ်ပေးတယ်ခေါ်ပေးပြီးတော့သူတို့ AI နဲ့အလုပ်ထားတဲ့မျက်နှာတွေပြတယ်ခဏလေးနဲ့ပြသွားတယ်ပြီးတော့မင်္ဂလေးအတန်လေးနဲ့ပြောတယ်ပြီးတော့ခဏလေးနဲ့ဖုန်းချလိုက်တယ်အဲ့လိုဘာလို့လဲဆိုတော့ငါတို့ကစစ်စင်ရေးနေမြန်မာရှိတယ်ဆိုတော့ဖုန်းအကြာကြီးပြောလို့မရဘူးအဲ့လိုပြောကြတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုဟာဗီဒီယိုကောတော့ခေါ်ပြီးပြီကျွန်တော်တို့ယုံစားလို့ရပြီသူတို့နဲ့ပူးပေါင်းပြီးတော့ရွှေတွေငွေတွေအမြောက်အများရရင်ကိုလည်းတော်လေးကိုရှင်းပြမယ်ဆိုပြီးတော့တချို့အထင်တဲ့လူတွေလည်းရှိတယ်တခြား social media မှာရွှေတုံးတွေငွေဒေါ်လာတွေအထောက်တွေသူတို့ကအဲ့ဒါကိုကျွန်တော်တို့ Messenger ဒါမှမဟုတ် WhatsApp တွေမှာပို့ပေးလိုက်တယ်ဒါပေမဲ့တေချာရှင်းကြည့်လိုက်တော့အဲ့ဒါတွေ Photoshop နဲ့လုပ်ထားတဲ့အားတွေတွားဖြစ်နေတယ်ဒါမှမဟုတ်တချို့ social media မှာပေါ်မှာတင်ပြီးတဲ့အထောက်တွေဖြစ်နေတယ်ဆိုတော့တကယ်တော့တော်လေးကိုတတိထားရမယ့်အချက်ပဲတချို့ဘယ်လိုလိန်ကလေးဆိုရင်ကျွန်တော်လာပြောတာလိပ်စာကိုတောင်းတယ်သူတို့ကတခြားနိုင်ငံကနေထုတ်ဝေထုတ်အဲ့လိုအားမျိုးကြီးကိုသူတို့တင်းပေါ်ကနေပို့ပေးမယ်အဲ့ဒီအင်္ဂလိပ်စာကိုအတိအကျပြောပေးပါလို့ပြောတယ်သူတို့ကအတိအကျတောင်းတာအဲဆိုကိုအင်္ဂလိပ်စာတွေပါတယ်ယုံမိလို့ပေးမိရင်တော့တကယ်တော့ဒုက္ခရောက်နိုင်တယ်ကိုအင်ကိုသူတို့ကတီးပြီးဆိုတော့အချိန်မရွေးတစ်ခုခုလာလို့ရတယ်ဆိုတော့တော်တော်လေးကိုတတိထားဖို့ကောင်းတဲ့အရာတွေတချို့ကဘယ်လိုပြောလဲဆိုရင်သူတို့က operation လုပ်တယ်အဲ့ဒီနေရာမှာတင်ထားမိတဲ့ဟာတွေကိုသူတို့ဗီဒီယိုရိုက်ထားတာတွေရှိတယ်အများကြီးဆွေတွေငွေတွေအဲ့ဒါကိုသူတို့ website တစ်ခုမှာတင်ထားတဲ့အဲ့ဒီဟာကို link ချပေးလိုက်တယ်မယုံရင်အဲ့ဒီ link မှာသွားကြည့်အဲ့ဒီ link မှာ video file တွေရှိတယ်ကျွန်တော်တို့ပူးပေါင်းပြီးတော့ရယူထားတဲ့ဟာတွေမယုံရင်ဒီ link မှာကြည့်ဒီ link မှာကြည့်ရဆိုရင်အဲ့ဒီ video file တွေတွေ့နေမယ်ပြီးတော့အဲ့မှာတင်ယုံသွားမယ်ဆိုပြီးတော့ link တွေပို့ပေးလာတယ်ပြီးတော့အဲ့ဒီ link တွေသွားနေမိရင်အဲ့ဒီကိုယ့်ရဲ့ information တွေကိုယ့်ရဲ့ Gmail account Gmail တွေ Facebook တွေဒါမှမဟုတ်တခြားဆက်ဆက်တဲ့ဟို bank account တွေပါသွားနိုင်တယ်ဆိုတော့တော်တော်လေးကိုတတိထားရမယ့်ဟာတွေအဲ့ဒါတွေတချို့ကတော့မသိဘူးသူတို့ဘာပြောလဲဘာဘယ်လိုလုပ်လဲဆိုတာမသိဘဲနဲ့ရှောက်နေတယ်တချို့ကတော့ဘာ account လည်းရှိတယ် Facebook Messenger တွေသူတို့ကစီးပွားရေးအတွက်သုံးတဲ့ဟာတွေရှိတယ်ပြီးတော့အဲ့ဒီမှာအချက်လက်တွေအများကြီးရှိတယ်အဲ့ဒါတွေပါသွားရင်တော့တကယ်ကိုသူတို့ကဒုက္ခရောက်မှာတော့အသေးရှာပါပဲဆိုတော့အရန်ကိုတတိထားဖို့ကောင်းတယ်ပြီးတော့သူတို့ကလိန်နီးပေါင်းစုံပေါ့ကျွန်တော်မပြောပြနိုင်တဲ့လိန်နီးပေါင်းစုံအမျိုးစုံနဲ့သူတို့လိန်လို့ရတယ် AI နဲ့သူတို့ voice အမျိုးမျိုးတွေပို့ပြီးတော့အယုတ်အမျိုးမျိုးတွေပြောင်းပြီးတော့ကျွန်တော်တို့မယုံအောင်လုပ်နိုင်တယ်ပြီးတော့ sexy ပုံဒီအဲ့ဒီဟာတွေကိုသူတို့ပို့ထားတယ်ပြီးတော့အဲ့ဒီမှာဗီဒီယိုတွေကြည့်ဖို့အတွက် link တွေချပေးလိုက်တယ်အဲ့ဒီဗီဒီယိုတွေကိုကြည့်ဖို့အတွက် link တွေတွားနေမိရင်လည်းအဲ့ဒါတော်ပြဿနာဒုက္ခရောက်မှတေချပါပဲဆိုတော့ဖြစ်နေရင်တော့သူတို့စကားလာပြောရင်လည်း block လိုက်တော့မဟုတ်ဆိုရင်ကိုကအကြာကြီးပြောရဆိုရင်သူတို့ကအခွင့်အရေးယူပြီးတော့အမျိုးမျိုးနဲ့ကိုကိုလိန်ဖို့စူးစမ်းလာတဲ့အဲဒါကြောင့်တကယ်တော့ကျွန်တော်လည်းတီးတယ်သူတို့အများကြီး10ယောက်15ယောက်လောက်ရှိလောက်ပြီးထင်တယ်သူတို့စကားလာပြောတာအကောင့်တစ်ခုပြီးတစ်ခု TikTok ကနေဒါမှမဟုတ် WhatsApp ကနေဒါမှမဟုတ် Facebook Telegram အဲ့လိုဟာမျိုးကနေသူတို့ကဆက်သွယ်လာတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်လည်းသူတို့ဘယ်ကနေရလို့ရမှန်းလည်းမသိဘူးသူတို့ကတော်တော်ကျွမ်းတယ်သူများဖုန်းနံပါတ်တွေလည်းရအောင်ယူတတ်လေးရှိတယ်ဆိုတော့တော်တော်ကိုတတိထားဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ပိုင်းတော့ကိုယ်လည်းနည်းနည်းပါးနပ်လာတော့သူတို့အလင်ခံရတော့မလို့သူတို့ကိုတနာတလို့လုပ်ပြီးတော့ချိုးတွေဆိုရင်ချက်ချင်းတီကွာအလိုတင်ကြီးလို့ပြောတာနဲ့ချက်ချင်းရှက်ပြီးတော့သူတို့က block လိုက်တယ်ပြီးတော့ပျောက်သွားတယ်အဲ့လိုပုံစံမျိုးသူတို့ကလည်းလဲတယ်ကိုကပူလဲဖို့လိုတယ်ဘာလို့လဲဆိုတော့သူတို့လူတိုက်ကိုလိန်လို့မရဘူးဆိုတာကိုရဲ့တက်တေပြဖို့လိုတယ်အဲဒါကြောင့်သူတို့အကြာကြီးသူတို့ကအလုပ်ရှုပ်ခံပြီးတော့သူတို့ကလူတွေကအများကြီးလိန်တယ်တစ်ချိန်တည်းမှာပဲလူအများကြီးစကားပြောတယ်ဆိုတော့ကိုကအဲ့လိုအကြာကြီးပြောတော့သူတို့ကိုပြန်နှောက်ရှက်တယ်ပေါ့ပြန်နှောက်ရှက်ပြီးတော့နောက်ဆုံးအချိန်ကြမှာခင်ဗျားတို့လူလိန်ဆိုတာကိုသိပါတယ်အကြာကြီးဖုန်းပြောပြီးတော့ခင်ဗျားတို့ကိုတက်နှောက်ရှက်တာခင်ဗျားတို့လူတိုက်ကိုလိန်လို့မရဘူးဆိုတာတက်တေပြလိုက်တာလို့စာရီပို့လိုက်ရင်သူတို့ကအချိန်ကုန်ခံတော့ပဲနဲ့ချက်ချင်းပျောက်သွားကြတယ်အဲ့လိုသူတို့ကိုပညာပြန်ပေးတယ်သူတို့ကိုပြန်အလုပ်ရှုပ်အောင်ပြန်လုပ်လိုက်တယ်အဲ့ဒီလှုပ်ရှားအပြင်သူတို့ဟာပို့ပြီးတော့အခက်ကြုံရှိရတယ်ပေါ့သူတို့
ကွန်ရက်မှာထင်တယ်လို့မပေါက်ရဘူးဆိုတာဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းပါနာဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့နောက်ဆုံးပြောချင်တာကတော့သူတို့ကဘယ်လိုပဲလာလိမ့်လိမ့်ဘယ်လိုပဲအမျိုးသမီးတယောက်ဟန်ဆောင်ဘယ်လိုပဲဒုက္ခရောက်တယ်ဆိုပြီးတော့အဲ့လိုပဲဟန်ဆောင်သူတို့ကိုမယုံစားမိပါနဲ့ link တွေကိုသွားမနေပါနဲ့သူတို့ sexy ပုံတွေသူတို့ချပေးတဲ့အဲ့ဒီ video file တွေသူတို့တောင်းတဲ့ information တွေ link လိပ်စာတွေသူတို့တောင်းတဲ့တခြား social media account တွေကိုမပို့မြစ်စင်းနဲ့လို့ကျွန်တော်ဒီကနေပြောရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်